သူများကကိုယ်ပေါ်ကောင်းတာမကောင်းတာကိုယ်လုံးမဟုတ်ပဲနဲ့ဖိကုတုအာသကိုယ်ကတော့သူများပေါ်ကောင်းရမယ်လို့ပြောတာနော်ကိုယ်ကသူများပေါ်ကောင်းရမယ်ဘယ်လိုကောင်းမလဲတစ်ဖက်သားနစ်နာအောင်မလုပ်ဘူးနော်တစ်ဖက်သားအကျိုးမဲ့သွားအောင်မလုပ်ဘူးတစ်ဖက်သားပေါ်မှာမေတ္တာမပြည့်နေမယ်တစ်ဖက်သားပေါ်မှာသီခဏ်ဉာဏ်တရားနဲ့နေမယ်ဒါဟာဖိကုတုအာသပဲသူ့အတွက်ကိုတော့ကိုယ်ကကောင်းတဲ့ဘက်ကနေမယ်လို့သူပြောတာသူ့ကိုအကျိုးပြုတယ်မကောင်းတဲ့ဘက်ကိုမဖြစ်စေဘူးအဲ့ဒါလို့နေနိုင်ဖို့ကိုယ့်ဘဝမှာဆုံးဖြတ်ချက်နှစ်ခုပေါ့ကိုယ်စိတ်လေးကိုဖြူစင်အောင်ထားခြင်းသူများအပေါ်မှာကိုယ်ကကောင်းခြင်းဆိုတဲ့အဲ့ဒီနှစ်ခုဟာအဲ့ဒါမှအရေးကြီးတယ်လို့ထင်တယ်